လူတယောက်ရဲ့မျက်နှာကြောင့်ကျွန်တော်ဘေးကနေကြည့်လို့ရှိရင်ကျွန်တော် side profile ခေါ်လဲဒီဘေးဆောင်ပေါ့နော်ဘေးဆောင်ပုံစံကိုကျွန်တော်ဒီကြည့်ကောင်းစီရဲ့အထာကျစီရဲ့ masculine type ကိုပိုတယောက်စီရဲ့ဘုံကြောင်းကျွန်တော်အသေးစိတ်ရှင်းပြလုပ်မှာဖြစ်ပါတယ် okay ဒီဟာကတော့ကျွန်တော်ဘုံကတော့ဒီ ramet လို့ခေါ်ပါတယ်ဒီနာဘုံပါ okay ဒီဘုံကကျွန်တော်ဘေးကနေကြည့်မယ်ဆိုရင်ကျွန်တော်ဒီလူတယောက်ကိုပေါ့နော်ကျွန်တော်ဒီယောက်ျားဆန်တဲ့ပုံစံမျိုးအကြည့်လို့ကောင်းတဲ့ပုံစံမျိုးကိုတက်ရောက်စီတယ်ပေါ့နော်လူတိုင်းမှာတော့ဒီဘုံကဒီ ramet ရောဒီ jaw ရောကရှိရဒါပေမဲ့မထင်ရှားရနဲ့ထင်ရှားရနဲ့ genetic ကောင်းတဲ့လူနဲ့ genetic မကောင်းတဲ့လူနဲ့ကွာသွားတယ်ပေါ့နော် okay အဲ့ဒါကဘယ်လိုလဲဆိုလို့ရှိရင်ဒီမှာကြည့်ဒါဆိုလို့ရှိရင်ဒါ ramet လည်းမရှိ jaw လည်းမရှိကျွန်တော်ဒီ list patch နေပဲမှာဆိုလို့ရှိရင် subfight လို့ခေါ်တယ်ဒီနားမှာဘာမှမရှိဘူးเนาะဒီအစီလေးဖုံးနေအစီလေးဖုံးတဲ့လူတွေရှိတယ်ဒါပေမဲ့အစီမရှိပေမဲ့ဒီ jaw ရမြုပ်နေရမျိုးပေါ့เนาะမပေါ်တာမျိုးပုံစံမကျတာမျိုးဖြစ်နေတာပေါ့เนาะဒါကို subfight လို့ခေါ်တယ်ဒါဆိုလို့ရှိရင်ဒါ ramet ရော jaw ရောပေါ်ပြီးတော့ဒါကျွန်တော် list patch နေပဲမှာဆိုလို့ရှိရင် LTM HTM MTM အဲ့လိုမျိုးပေါ့เนาะအမျိုးမျိုးရှိရဲ့ဒီဒါဆိုလို့ရှိရင်တော့ဒါလုံးဝတရားဆိုလို့ရှိရင်လုံးဝjaw မရှိဘူး ramet မရှိဘူးဒါ subfight ပေါ့เนาะဒီလိုမျိုးပုံစံမျိုးကမှကျွန်တော်ဒီ masculine type ကိုပူသွားစီတယ်ကြည့်လို့ပူကောင်းစီတယ်ပေါ့နော်ကြည့်လို့ပူကောင်းစီတာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဒီမျိုးဖြစ်အောင်ကျွန်တော်ဘယ်လိုလုပ်ရမလဲအရင်ဆုံးမေးစရာရှိရယ် okay ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဒီလိုမျိုး ramet ထင်ရှားလာအောင်ကပထမဆုံးအရင်ဆုံးကျွန်တော်တို့ကဒီ face fat ဒီနားမှာ level မှာရှိရဲ့အစီကြဖို့လိုတယ်ပြောရမယ်ဆိုရင်ဒီကုလုံးစီရှိနေလူကတော့ဒီကုလုံးစီချရမယ်ဒီကုလုံးစီမရှိဘဲနဲ့ဒီ face fat body fat ဒီမှာပဲရှိနေလူတွေကတော့ဒီ body fat ကိုချကြမလို့ပေါ့နော်ဒီ face fat ကိုပဲကျွန်တော်ဒီအစားတောက်ဒီလေးကျင်နေပြီးတော့ accessory တွေနဲ့ကျွန်တော်ချပြအောင်ပေါ့နော်အခါကျလို့ရှိရင်ကျွန်တော်ဒီ ramet ကထင်ရှားလာမယ်ဒါပေမဲ့အဲ့အစီကြသွားတဲ့အချိန်မှာပြောသက်ရှိကြက genetic ကောင်းတဲ့လူကတော့ပုံစံကျပြီးတော့ဒီ ramet ကတောက်ထွက်ပြီးတော့ဒီ jaw line ကိုကောင်းမှုကြည့်လို့ကောင်းတဲ့ပုံစံမျိုးနဲ့ပေါ်လာလိမ့်မယ်ဒါပေမဲ့ genetic မကောင်းတဲ့လူဆိုလို့ရှိရင်နေငယ်ထင်သာရုံလေးပဲသူကပေါ်လာမှာဗျာဒါပေမဲ့ဒီလိုမျိုးလေးတော့လည်းဖြစ်စီမှာဖြစ်မယ်မဖြစ်ဘဲနဲ့ဒီမျိုးစောင်းနေရမျိုးတွေရှိရမပေါ်တာမျိုးတွေရှိရပေါ့နော်ဒါက genetic နဲ့ဆိုင်ရပေါ့နော်အဲ့ကြောင့်မလို့ genetic ကောင်းတဲ့လူကတော့ဒါလေ့ကျင့်ခန်းထပ်လုပ်လို့ရတယ်မလုပ်လို့ရတယ်ပေါ့နော် genetic မကောင်းတဲ့လူကမပေါ်လာတဲ့လူကကြတော့ကျွန်တော်တို့ဒီ new win လို့ခေါ်တဲ့ဒီjaw line ဆက်လုပ်ပြရမယ်ပြီးရင်ကျွန်တော်ဒီအမာပေါ့နော်ဒီ rubber တုံးကိုက်တာမျိုးတွေ tower method လုပ်တာမျိုးတွေပြီးတော့ဒီမာတဲ့ရတစ်ခုကိုကိုက်တာမျိုးတွေလုပ်ပြီးတော့ကျွန်တော်ဒီ ramet ပေါ်လာအောင်ထင်ရှားလာအောင်ပုံစံကျလာအောင်ကျွန်တော်လုပ်ပြရတယ်ပေါ့နော်ဒီနေရာမှာပြောသက်ရှိနေတာကကျွန်တော် rubber တုံးဒီအမာတစ်ခုကိုက်တာမျိုးတွေ tower method ကိုက်တာမျိုးတွေကဘာလဲဆိုတော့ကျွန်တော်သတိထားဖို့အရင်လိုတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကဒီသွားအပေါ်သွားနဲ့အောက်သွားကိုထိမှုမရှိပဲဂျားထဲမှာတစ်ခုခံထားတာအတွက်ကြောင့်မို့အပေါ်သွားနဲ့အောက်သွားမညီပဲကျွန်တော်ကိုက်မိနေတာမျိုးကြီးဖြစ်နိုင်တယ်ဒါတွေကြောင့်မို့ကျွန်တော်ကဂျောဆောင်းသွားနိုင်တယ်မညီမညာမှုတွေဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီခါတွေကိုလုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အတေချာလေးကျွန်တော်ပုံစံတကြလေးကျွန်တော်လုပ်ပြီးဖို့လိုတယ်ပေါ့နော်တေချာလေးကိုက်ပြီးဖို့လိုတယ်ကျွန်တော်ကတော့အဲ့ဒီလိုမျိုးအမာကိုက်တာမျိုးတွေပြီးတော့တောင်မက်တက်တာမျိုးတွေတော်ဘာလို့ကြိုက်တဲ့မျိုးကျွန်တော်တို့ဘယ်လိုသိချင်ဘူးကျွန်တော်ဒီမျိုးဝင်းလုပ်လို့ရမယ်ပြီးရင်တခြား jaw line accessory တွေလေးရှိရဲအဲ့ဒါတွေကိုလည်းကျွန်တော် sharing လုပ်ပေးရတယ်ပြီးရင်ကျွန်တော်လုပ်ပြမယ်ပေါ့နော် okay အဲ့ဒါတွေကိုလုပ်လို့ရတယ်အဲ့ဒါတွေလုပ်မယ်ဆိုလို့ရှိရင်ဒီ ramet ကပို့ပြီးတော့ပုံစံကြရမယ်ကျွန်တော်ဆိုလို့ရှိရင်ဒီမှာကြည့်ဒါဆိုလို့ရှိရင်ဒီအခုလိုမျိုးခန္ဓာကိုယ်ပဲဒါအစီကလည်းဒီလိုမျိုးပုံစံမျိုးပဲเนาะအစီကြနေပြီဒါပေမဲ့ ramet ကထင်ရှားမှုမရှိလာဘူးအဲ့ဒါကိုကျွန်တော်နောက်ပိုင်းမှာဒီ new win ဒီ jaw line စိတ်လုပ်ပြီးတော့မှအခုလိုမျိုးပုံစံကြလေးပေါ့เนาะဒီလောက်ပုံစံမျိုးလေးပို့ပြီးတော့နည်းနည်းတိတိတသာထင်ရှားလေးပို့ပြီးတော့ပေါ်လာတာပေါ့နော် okay မျိုးဝင်းကိုဘယ်လိုလုပ်ရမှာလဲဆိုလို့ရှိရင်မျိုးဝင်းကကျွန်တော်အများကြီးပြောနေကြပဲရှာကိုအပေါ်ကိုကတ်မယ်ဒီတဖုံးနဲ့သွားနဲ့နာကိုကတ်မယ်ကတ်လို့ရှိရင်အရှာရင်းကိုအပေါ်ကိုထိုးတင်ပြီးတော့ဒီ jaw အားရောဒီရှာရင်းအားကိုယူပြီးတော့ပိတ်ရိုက်ဖွင့်လုပ်ပြအောင်ပေါ့နော်ဒါမျိုးပါပြီးတော့ကျွန်တော်ဒီ jaw ဆက်ဆံလုပ်လို့ရမယ် jaw ဆက်ဆံကတော့ဒီအောက်ကနေမျိုးကိုထောက်ထားမယ်ပြီးရင်အပေါ်ကနေဖိချမယ်အောက်ကနေလည်းတွန်းနေတာမယ်အဲ့ဒါကိုမှ jaw ကိုညှစ်ပြီးတော့ပိတ်လိုက်ဖွင့်လိုက်လုပ်ပြအောင်ပေါ့ဒါကတော့ရှာပူစီချင်းထားကြမလို့အပေါ်သွားနဲ့အောက်သွားညီအောင်ကိုက်အောင်မယ်တော့ next ကခေါ်တဲ့ဒီ jaw line exercise တွေလို့ပဲပေါ့နော်အဲ့ဒါတွေလုပ်လို့ရမယ်
ဒါမျိုးတွေလုပ်လို့ရပါတယ်ဒါကတော့ဒါ jawline မထင်ရှားတဲ့လူတွေစီကြပဲစီမှာ jawline နဲ့ဒီ ramet ကတိကျအောင်ပေါ်လာတဲ့လူတွေပုံစံမကျတဲ့လူတွေလုပ်ဖို့ပါ okay genetic ကောင်းတဲ့လူတွေပုံစံကျပေါ်လာတဲ့လူတွေကတော့ဒီ gene ဆော့ပြီးတော့ဒီ fit fat body fat ကျသွားတဲ့အချိန်မှာပုံစံကျလေးပေါ်လာနိုင်ပါတယ်ဒါကတော့အနည်းစုပါလုံးဝအနည်းစုပါ genetic ကောင်းတဲ့လူတွေက100%မှာ10% 15%ပဲရှိပါတယ်အဲ့အတွက်ကြောင့်မလို့အဲ့ genetic ကောင်းတဲ့ဟာကိုတော့အရင်ပြောလေးပါနဲ့ဒါကလူတိုင်းမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ကလုပ်ပေးဖို့လိုပါတယ်ပြီးတော့ကျွန်တော်မေးကြရှိတာက genetic မှာကျွန်တော်ရှိကြတာကပါလဲဆိုတော့ short ramet လောက်ရမှာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ ramet မှာတော့လူတိုင်းမှာရှိရဒါပေမဲ့ jaw ဒီပေါ့နော်ဒီ ramet တူတာနဲ့ရှည်တာနဲ့ပြီးတော့အလဲပုံစံမျိုးပေါ့နော်ဒါကျွန်တော်လို့ရှိရင်ဒါအရင်လည်းမတူဘူးအရင်လည်းမရှိဘူးအလဲလို့ပြောလို့ရတယ် medium ပေါ့နော် okay ဒါပေမဲ့ short ramet ရှိရလူကြီးကျွန်တော်လာမေးရလည်းရှိရအဲ့တော့တစ်ခါကျွန်တော်ပြပြမယ်ရှည်လာအောင်ဘယ်လိုလုပ်လို့ရမလဲရှည်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကအရင်ဆုံးကျွန်တော်ပြောချင်တာကတော့အသက်ကြီးသွားပြီအသက်20ကျော်သွားပြီဆိုတော့လုံးဝ try လို့မရတော့ပါဘူးတဘာဝနေလုံးဝ try လို့မရတော့ပါဘူး surgery လုပ်ပြီးမှရပါမယ် okay အသက်ငယ်တဲ့လူတွေမှာတော့နည်း chance ကြီးရအသက်ငယ်တဲ့လူတွေကတော့ကျွန်တော်ဒီဖွင့်မျိုး plate ပြားမပိတ်သေးတဲ့အတွက်ကျွန်တော် try လို့ရတယ်ပေါ့နော်ဒီကောင်ကကျွန်တော်အရက်ရှည်အောင်လုပ်တဲ့ process နဲ့ပုံစံတူတယ်ပေါ့နော်အသက်ကြီးတဲ့လူတွေကဒီဖွင့်မျိုးနှုံ plate ပြားပိတ်သွားတဲ့အတွက်ကြောင့်မို့ရက်ကထပ်မရှိနိုင်တော့သူပဲအသက်ငယ်တဲ့လူတွေကပို့ပြီးတော့ရှည်နိုင်တယ်ပေါ့နော်အဲဒါကြောင့်လို့အသက်ငယ်သေးရဆိုလို့ရှိရင်ကိုကြည့်နေလူတွေမှာတက်ငယ်သေးတယ်ramen short ramen ရှိရဆိုလို့ရှိရင်ကျွန်တော်ပြောတာလေးကိုလည်းလုပ်ပါအဲ့ဒီကဘာလဲဆိုတော့ခုနကကျွန်တော်ပြောခဲ့တဲ့ mu win jaw resistant neck scar ရဲ့ဒါမျိုး jawline အစိစာတွေလုပ်ပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီနှစ်ခင်မှာပြေးရမျိုးလုပ်လို့ရတယ်ဒါမျိုးတွေပြီးတော့ချင်းဆော့တာမျိုးတွေဒါတွေကကျွန်တော် growth hormone ကိုသိကြပါတော့ okay ပြီးတော့ကျွန်တော်လောက်ကမှာကအစားအသောက်ပေါ့နော်အစားအသောက်မှာကတော့ကျွန်တော်ဒီဗီတာမင် D ကိုစားပေးရမယ်ပြီးကက်ဆီယမ်ဓာတ်ကိုစားပေးရမယ်ပရိုတိန်းကိုစားပေးရမယ်မက်ဂနီဆီယမ်ဓာတ်ကိုစားပေးရမှာပေါ့နော်အဓိကကျွန်တော်အသေးစိတ်တော့ကျွန်တော်မပြောတော့ဘူးဒါပေမဲ့စားမယ့်ဟာတွေကတော့ကျွန်တော်ဒီကပေါ့နော်ဒီနွားတို့ရှိမယ်ဒါဆိုရှင်ဒါကက်ဆီယမ်ဓာတ်ကိုပါတယ်ပေါ့နော်ပြီးရင်ကျဲဥရှိမယ်ပရိုတိန်းကိုလည်းကျွန်တော်ပေါင်တာတောက်စရာမလိုဘူးပေါ့နော်ကျွန်တော်ဒီအသားတက်ကပဲယူလို့ရတယ်ဒါကျက်ရင်ကိုကျဲဥတာရီကနေယူလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်အသားတွေမှာဆိုလို့ရှိရင်ဒီငါးပေါ့နော်ငါးဆိုလည်းစားလို့ရတယ်ငါးကလည်းကောင်းတယ်ဗီတာမင် D လည်းပါတယ်ဗီတာမင် D ပြီးတော့ယူရမှာဗီတာမင် D ဘယ်လိုယူလို့ရသေးလဲဆိုလို့ရှိရင်ကျွန်တော်ဒီမနေ့ကမှနေရောင်ကြီးခန္ဓာမျိုးတွေဒါဗီတာမင် D တဘာဝတိုင်ရတယ်ပေါ့နော်ပြီးရင်ဆယ်လမွန်ငါးစားမျိုးတွေဒါတွေကလည်းဗီတာမင် D ရတယ်ပြီးရင်အသားတွေဆိုလို့ရှိရင်မဲသားပြီးရင်ငါးချက်သားဒါမျိုးတွေကိုစားပြီးပါ okay ဒါကတော့အစားအသောက်နဲ့လုံးဝမဲ့ဟာတွေပေါ့နော်ဒါကတော့လုံးဝကြီး jawline ဒီ ramet ကလုံးဝရှိလာမှာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်အနေနဲ့ခုနကကျွန်တော်လွယ်ကူတဲ့ဟာလေးကိုတော့ try ကြည့်တင်တယ်ပေါ့နော်အသက်ငယ်သေးတယ်ဆိုရင် try ကြည့်တင်ပါတယ်ရှင်းဒါကတော့ ramet နဲ့ပတ်သက်တဲ့အားလုံးအသေးစိတ်တွေပါအားလုံးကျေးဇူးတင်ပါတယ် like ရင် subscribe လုပ်သွားပြီးပါ result ပြောင်းလာမှာကိုလည်းစောင့်ကြည့်ပြီးပါအောင်လို့ပြောနေပါတယ်သိချင်တာတွေရှိသေးတယ်လည်း map မှာမေးသွားပါကျွန်တော်ဖြေပေးပါမယ်